မြန်မာနိုင်ငံကပြန်လည်ထွက်ခွာတော့မယ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအားလုံးသိကြတဲ့အတိုင်းခုအချိန်မှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြေကလင်းကြောင့်တနိုင်ငံလုံးအတိုင်းအတာပျက်စီးဆုံးရှုံးမှုများပြားခဲ့တာပါအခုအခါမှာငလင်းလှုပ်တာဟာမြန်မာနိုင်ငံရဲ့ငလင်းသမိုင်းမှာပျက်စီးဆုံးရှုံးမှုတော်တော်လေးကိုကြီးမားခဲ့တာဖြစ်ပါတယ်ဒီလိုငလင်းရဲ့ပျက်စီးမှုအားဟာမြန်မာနိုင်ငံကုညီကယ်ဆယ်ရေးလှုပ်ဆောင်နိုင်စွမ်းတွေကိုကျော်လွန်နေတာကြောင့်လည်းနိုင်ငံတကာကကုညီကယ်ဆယ်ရေးအဖွဲ့တွေဖိတ်ခေါ်ရတာဖြစ်ပါတယ်ဒါကြောင့်လေတရုတ်အိန္ဒိယရုရှားစင်ကာပူမလေးရှား UAE ဗီယက်နမ်စတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေများစွာရောက်ရှိလာခဲ့တာပါခုခါမှာတော့ငလင်တွေရှာဖွေကယ်ဆယ်ရေးလာရောက်ကူညီပေးခဲ့တဲ့မလေးရှားနဲ့အိန္ဒိယတပ်ဖွဲ့များပြန်လည်ထွက်ခွာတော့မယ်လို့သိရတာပါမတ်လ28ရက်နေ့ငလင်ကြောင့်စကိုင်းနဲ့မန္တလေးမြို့မှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦတွေမှာရှာဖွေကယ်ဆယ်ရေးတွေလာရောက်ကူညီလုပ်ကိုင်ပေးနေခဲ့ကြတဲ့မလေးရှားနိုင်ငံ Special Malaysia Disaster Assistance and Restituting SMART မှာတပ်ဖွဲ့ဝင်တွေနဲ့အိန္ဒိယနိုင်ငံ National Disaster Response Force NDRF မှာတပ်ဖွဲ့ဝင်တွေဟာပြန်လည်ထွက်ခွာတော့မယ်လို့သိရပါတယ်။ပြန်လည်ထွက်ခွာပြီးမြန်မာနိုင်ငံမိသက်တာဝန်ရှိသူတွေရင်တိုးတစိတ်တွေအပြန်အလှန်အမှတ်တရလဲလှယ်ခဲ့ကြကြောင်းလည်းမြန်မာနိုင်ငံမိသက်ဦးစီးဌာနမှသတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။